ဟိုးပင်လေရောက်ထဲမှာနေတဲ့တမင်မျိုးစိတ်အကြီးတစ်မျိုးရှိတယ်ဆိုတာသိပြီလားအဲ့ဒီတမင်မျိုးစိတ်ကတော့ဝေလာငါးတွေပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဝေလာငါးတွေကကုန်းပေါ်မှာနေတဲ့ခြေလေးချောင်းနဲ့အမီးပါတဲ့နှုတ်တိုက်တော်မျိုးစိတ်ကနေတဖြည်းဖြည်းနဲ့ဆင်ကဲပြောင်းလဲလာတာပါဘယ်လိုပြောင်းလဲလာတာလဲဆိုတော့လွန်ခဲ့တဲ့နှစ်သန်းပေါင်း90ကျော်တုန်းကကုန်းပေါ်မှာနေတဲ့တိတ်ပတ်နာမည် Pakicitus လို့နာမည်ပေးထားတဲ့နှုတ်တိုက်တော်မျိုးစိတ်တစ်မျိုးရှိခဲ့ပါတယ်Pakicitus ကအခုခေတ်ဝေလာငါးတွေလင်းမိုင်တွေရဲ့ဘိုးဘေးပြပြမျိုးစိတ်ဖြစ်ပါတယ်ပြီးတော့ Pakicitus ကတမင်တွေနွားတွေဝက်တွေပါတဲ့ Ariodactyl ဆိုတဲ့နှုတ်တိုက်တော်အုပ်စုထဲမှာပါဝင်ပါတယ်လွန်ခဲ့တဲ့နှစ်သန်းပေါင်း90ကျော်ကဆိုတော့အဲ့ဒီအချိန်ကကဘာအိုးဥက္ကခဲကြီးဝင်တိုက်ပြီးတော့ဒိုင်နိုဆောမျိုးစိတ်တွေညှို့တုံးပြောက်ွယ်သွားပြီးကြတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာကျွတ်လူပုံစံနှုတ်တိုက်တော်ဝါလေးတွေကကဘာအနှံ့နေရာတွေရွှေ့ပြောင်းနေထိုင်စင်ကဲပြောင်းလဲမှုတွေဖြစ်ပြီးတော့ကဘာပေါ်မှာထူးဆန်းတဲ့နှုတ်တိုက်တော်ဝါမျိုးစိတ်တွေနဲ့ပြည့်နေတဲ့အချိန်ပေါ့အဲ့ဒီနှုတ်တိုက်တော်ဝါတွေထဲမှာ Pakicitus လည်းအပါဝင်ပါပဲဝေလာငါးတွေအဖြစ်ပြောင်းလဲလာမဲ့ Pakicitus ကိုရုပ်တရက်ကြည့်လိုက်ရင်ကြွက်ကြီးလိုပုံစံပါပဲခနာကိုယ်မှာအမွှေးတွေနဲ့ဖုံးထားတယ်သမင်လိုခြေထောက်ပုံစံတွေရှိတယ်ခေါင်းနဲ့သွားကလည်းဝင်ပလွေနဲ့ခက်စင်စင်တူတယ်အရွယ်အစားကလည်းအခုခေတ်ခွေးတစ်ကောင်အရွယ်စားလောက်ပဲရှိပါတယ်အဲ့ဒီ Pakicitus ရှင်သန်နေထိုင်ခဲ့တဲ့လွန်ခဲ့တဲ့နှစ်သန်းပေါင်း90ကျော်တုန်းကကဘာကြီးရဲ့အပူချိန်ကပိုပူနွေးနေပြီးတော့ပင်လယ်မျက်နှာပြင်ကလည်းပိုမြင့်တက်နေတာမို့ကဘာပေါ်မှာမြစ်ချောင်းတွေအင်းအိုင်တွေရေတိမ်ပင်လယ်တွေပေါ်များနေခဲ့ပါတယ်အဲ့ဒီမှာရေထဲကငါးရည်တော်ဝါတွေကိုဖမ်းဆာရတာကကုန်းပေါ်မှာအမဲလိုက်ရတာအထက်ပိုးလွယ်ကူတယ်ပြီးတော့ရေထဲမှာအစာရှာရင်တခြားတော်ဝါတွေနဲ့ရှင်ပြိုင်အမဲလိုက်เสียရလဲမလိုတာကြောင့်မို့လို့ Pakicitus မျိုးစိတ်ကရေထဲမှာအဓိကအစာရှာကျက်စားလာကြပါတယ်အဲ့ဒီလိုရေထဲမှာအစာရှာကျက်စားရင်းနဲ့ Pakicitus မျိုးစိတ်ရဲ့နောက်မျိုးဆက်တွေမှာစင်ကဲပြောင်းလဲပြီးတော့ရေကူးနိုင်တဲ့စွမ်းရည်တွေရေထဲမှာအသက်ရှူအောင်ထားနိုင်တဲ့စွမ်းရည်တွေပိုတိုးတက်လာပါတယ်သူတို့ရဲ့ခေါင်းပုံစံနဲ့သွားတွေကလည်းငါးဖမ်းမှုအတွက်ရှေးမျိုးမျိုးပုံစံပြောင်းလာပြီးတော့အကြအယုံကလည်းရေထဲမှာကြားနိုင်တဲ့အထိစင်ကဲတိုးတက်ပြောင်းလဲလာပါတယ်